sorry ပါလက်ကလေးရိုက်နေနဲ့သူကထိမိတယ်ပြက်သွားလို့ပြန်ဆက်ပေးမယ်နော်အဲ့တော့ပထမအပိုင်း1ဒါအပိုင်း2နဲ့ပြန်တင်ပေးမယ်နော်အဲ့တော့တင်ရလေသိလားတင်ရလေဘလောက်ပဲတင်းစိတ်ထဲမှာလေစိတ်တွေခံစားချက်တွေဖြစ်ပြီးတော့အစိမ်မပြေမှုတွေဖြစ်နေပါစေလေသိလားတင်ရစိတ်ထားကောင်းတယ်ဘာလို့ဆိုလူတစ်ဖက်သားကိုလေရော့ဒါကတော့နေရတင်ရထိုက်တဲ့အရာပဲဆိုပြီးတော့သူနဲ့မင်းနဲ့အတူတူစူးစမ်းခဲ့လို့ရလာတဲ့အသီးအပွင့်တွေရလက်တွေရနေပြီးတော့မြက်တပြန်ပြီးတော့သူ့ကိုခွဲဝေပေးလိုက်တာပေါ့နော်ဒါပေမဲ့မင်းကသူ့ကိုတော့မင်းနာမှာထားမှာမဟုတ်တော့သွားတော့ဒါကတော့နင်းပိုင်ဆိုင်ရမယ့်အရာနင်းယူပြီးတော့နင်းထွက်သွားလိုက်တော့ဆိုတဲ့ပုံစံမျိုးသိလားပြောမယ်ဆိုမြင်ဘူးပါတယ်လိုင်းပေါ်မှာလေအမတယောက်ဆိုလို့ရှိရင်သူ့ယောက်ျားကိုလေသူ့ရဲ့ပိုင်ဆိုင်သိတဲ့အရာကိုပြန်ပြီးတော့ခွဲဝေပေးပြီးတော့ပတ်စံတွေရောဘာတွေရောလေကားတွေဆိုင်ငယ်တွေရောအဲ့လိုမျိုးပိုင်ဆိုင်ရမယ့်အရာလေးတွေကိုလက်မှတ်ထိုးပြီးတော့ခွဲဝေပေးတာလေ तू ကယောက်ျားကိုမှားတာယောက်ျားမှားတာနော်ယောက်ျားကဖောက်ပြန်တာနောက်တစ်ယောက်နဲ့ဖောက်ပြန်တာတတိယဘာလို့ပါဒီဟာလေးကစင်နေတော့လေတတိယဘာလို့ဖောက်ပြန်တာယောက်ျားကမီးလင်းနေနောက်မီးလင်းနေယောက်ျားကမှားတာဒါပေမဲ့လည်း तू ကရတယ်နောက်မီးလင်းပါစေလေဒါပေမဲ့နှစ်ယောက်တူတူစူးစမ်းခဲ့လို့နေရာလေးတစ်နေရာရောက်လာလို့အဆင်ပြေလာတာဖြစ်တဲ့အတွက်အဲ့တော့ရော့ဒါကလည်းနင်ပိုင်ဆိုင်သေးတဲ့အရာဆိုပြီးတော့ခွဲဝေပေးပြီးတော့ပေါ့နော်သူ့ယောက်ျားအတွက်ရတဲ့ညထိုက်တာလေးတွေကိုခွဲပေးပြီးတော့လက်မှတ်ထိုးပြီးတော့ကွာရှင်းလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေတော့တည်းအဲ့လိုအရာမျိုးတွေကဘယ်လိုမိမတွေလောက်ကအရန်ကိုလေသိလားစုံပြတ်ချက်ကိုပြတ်သားတဲ့မိန်းမမျိုးတွေအရန်ကိုအရေးရှင်းရှိတယ်ကျန်တဲ့လူတွေအရေးရှင်းမရှိလို့ပြောတာမဟုတ်ဘူးနော်ဘယ်လိုပြောရမလဲဆိုရင်အေးဆေးပဲကွာမင်းငါနားမရှိလဲငါတယောက်တည်းချင်းတမ်းပဲငါနင်းအထင်သေးရတော့တဲ့မိန်းမမဟုတ်ဘူးနင်းအထင်သေးရမယ့်မိန်းမမျိုးမဟုတ်ဘူးဆိုတဲ့အရန်ကိုစိတ်တက်မှာကြောတဲ့မိန်းကလေးမျိုးတွေပေါ့နော်အဲ့လိုမျိုးကျမကတော့ကြိုက်ရတယ်စိတ်တက်မျိုးကြိုက်တယ်ကိုမလိုချင်လို့ထားသွားတဲ့လူတယောက်ကိုငိုယိုပြီးတော့ဆွဲနေမယ်အစားဆွဲထားမယ်အစားကိုနားမှာမနေချင်တဲ့လူတယောက်ထွက်သွားခြင်းနဲ့ထွက်သွားလိုက်ပေါ့နော်ဒါပေမဲ့နည်းနည်းတော့ညှိကြည့်အောင်ပေါ့နော်ညှိကြည့်လို့ရအောင်ညှိဒါမှညှိကြည့်တယ်ဆိုတဲ့နေရာမှာတစ်ခုနှစ်ခုရှိတယ်ညှိလို့ရတယ်ညှိလို့တော့ရပြီလေဒါပေမဲ့ကိုလက်ခံပေးလို့အရာဆိုရင်တော့ညှိလို့ရပါတော့ကိုလက်ခံပေးလို့မရတဲ့အရာကြီးဆိုတော့ညှိမနေနဲ့ရှုပ်တယ်ကျမတို့ကတော့ကျမလည်းတအားပြက်သားတယ်တခုခုအဲ့တော့ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့တင်ဟာခုချိန်မှာအရန်ကိုနာကျင်နေတယ်ခံစားနေရတယ်တင်ဘဝတွေကလှိုင်းခတ်တဲ့လိုမျိုးအစင်မပြေမှုတွေများစွာဖြစ်နေတယ်အဲ့တော့ဒီအစင်မပြေမှုကနေပြီးတော့တင်ရုံထွက်ချင်နေတာမျိုးတွေတွေ့တယ်အဲ့ဒါအဓိကတရားခံကဘာကြောင့်လဲဆိုတော့တင်တို့ရဲ့အိမ်တောင်ကြီးဒါမှမဟုတ်အခြေရေးမှာကြားလူပေါ်လာတာတတိယမြောက်ပေါ်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းပဲတင်တို့နှစ်ယောက်ရဲ့ကြားကိုဂလုံးကဆန်လုပ်တဲ့လူမျိုးပေါ်လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေပေါ်လာတာပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေပေါ်လာတဲ့အချိန်မှာတင်ရောပေါ့နော်လမ်းကြောင်းပေးနိုင်မဲ့လူပေါ့နော်ပြီးတော့တင်ကိုရှင်းပြပေးမယ်တင်ကိုဖေးမအကူညီပေးမဲ့လူတွေဘေးနားမှာအများကြီးရှိတယ်ဒါပေမဲ့တင်အဲ့သူတို့ရဲ့စကားတွေလုံးဝနားမထောင်အဲ့ထုတ်ခဲ့ငါနားမထောင်နိုင်ဘူးဆိုပြီးတော့ပေါ့နော်ကိုယ့်အကိုတယောက်တည်းအေးအေးဆေးဆေးပဲပေါ့နော်ကို့မှာရှိနေတဲ့အရာလေးတွေကိုလုပ်နေတဲ့အရာတွေကိုပဲဒီဇိုင်းမကြည့်ပြီးတော့စိတ်ကိုအေးချမ်းချမ်းလေးခုချိန်မှာခဏလောက်စိတ်အေးတဲ့ချမ်းသာတော့မဟုတ်စိတ်ကတော့ပင်ပန်းနေတယ်ပေါ့နော်ကိုခဏလေးဘာမှဘာကိုဘယ်သူစကားမှနားမထောင်ဘဲနဲ့ကိုယ်စိတ်ကိုပြန်ပြီးတော့ဖြည့်တင်းနေရတာပေါ့နော်အဲ့လိုမျိုးတွေ့တယ်နောက်တစ်ခုကကြာလို့ရှိရင်ပေါ့နော်တင်ရအရန်ကိုအချစ်ကြီးရဲ့လူတယောက်တင်ပိုင်ဆိုင်တဲ့အရာလေးတွေဆိုလို့ရှိရင်တင်ရဘယ်သူမှမပေးချင်ဘူးဒါတော့လူတိုင်းပဲလေနော်ကိုပိုင်ဆိုင်တဲ့အရာဆိုရင်တော့ကိုတန်ဖိုးထားကြတာပဲနော်အဲ့တော့အဲ့လိုမျိုးတန်ဖိုးထားတဲ့အရာကအဲ့လိုမျိုးလက်တလောကြီးထားပြီးတော့တခြားလူလက်ထဲပဲပါသွားတာပဲဖြစ်ဖြစ်ကိုပိုင်ဆိုင်မှုရအောင်ဆုံးချုံးလိုက်ရတော့မယ်ဆိုရင်တော့ဒါကတော့လူတိုင်းကတော့ဒါခွင့်မလို့ပေးနိုင်ဘူးနော်ပြီးတော့တင်ရအရန်ကိုပြတ်သားတယ်တင်ဘလောက်ပဲတန်ဖိုးထားနေရတဲ့အရာဖြစ်စေပါစေတင်အလေးထားတဲ့အရာဖြစ်နေပါစေလေတင်ပြတ်သားမဲ့နေရာရောက်လာပြီဆိုတော့တင်ရလုံးဝကိုပြည့်သားသားနဲ့ဆောင်ရွက်တတ်တဲ့လူဖြစ်တယ်ပြီးတော့ကိုအရန်ပင်ပန်းခဲ့တယ်နှစ်ယောက်ကပြင်းပန်းနဲ့တိဆောက်ခလာခဲ့ရတဲ့ဘဝလေးတစ်ခုကအခုလိုမျိုးပျက်စီးသွားတာပေါ့ဖြစ်သွားတဲ့အခါမှာလည်းပဲပေါ့နော်မထင်မှတ်ထားတာအောင်အရန်ကိုနာကျင်ရတယ်ပေါ့နော်ဒါမှမဟုတ်တင်ရပါတယ်လေကိုနားမှာမနေချင်တဲ့လူပဲဆိုပြီးတော့လုံးဝပြိုလဲဒီလိုမျိုးတန်းတန်းဆွဲလိုက်ဆွဲနေမယ်အစားမင်းကနားမှာမနေချင်တော့ရှင်လည်းမနေနဲ့ထွက်သွားတော့ဆိုပြီးတော့သူနဲ့အတူတူနှစ်ယောက်တူတူရှင်တန်ခဲ့တဲ့တိဆောက်ခဲ့တဲ့ဘဝလမ်းကြောင်းလေးတစ်ခုအဆင်ပြေမှုတွေကိုတင်ရညီညီမျှမျှနဲ့
သူ့ကိုလည်းပြန်ပြီးတော့ခွဲဝေပေးလိုက်တယ်ပေါ့နော်ခွဲဝေပေးပြီးတော့သူ့ကိုအပြီးပိုင်သူ့ရဲ့အနာကနေအပြီးပိုင်တင်ကစွန့်ခွာလာတာပေါ့နော်ဒါမှမဟုတ်ရှင်တော့သူ့ကိုထွက်သွားတော့မင်းဒါကတော့မင်းရစရာရှိတဲ့အရာလေးတွေဆိုပြီးတော့သူ့အတွက်ညီးမျှတဲ့ပေးရမယ့်အရာလေးတွေပေးပြီးတော့သူ့ကိုစွန့်လိုက်တယ်ပေါ့နော်စွန့်လွတ်လိုက်ပြီပေါ့နော်ပြီးတော့တင်ကလည်းအဲ့ဒီအနေရာကနေပြီးတော့တင်အတွက်ပို့ပြီးတော့အဲ့လိုမျိုးလောကရန်တင်အတွက်အစင်မပြေမှုလိုက်ခတ်မှုထမ်းအဲ့လိုမျိုးဘောင်းများစွာတွေကနေပြီးတော့တင်စွန့်ခွာလာပြီပေါ့နော်အဲ့လိုမျိုးတွေ့တယ်ဒါကြောင့်မလို့ဒီမှာမိုဒီလေးတစ်ခုရတာတော့ဘာရလဲဆိုရင်တော့ရှင်တို့ရဲ့စိတ်တက်ကလေးကိုကျမတကယ်ကြိုက်ပါတယ်ပြတ်သားတယ်ရဲရင်တယ်တင်တို့ကလေပေါ်တင်မိန်းမတယောက်တော့မဟုတ်ဘူးလို့ကျမမြင်နေသိလားဘဝကိုအလွယ်တကူနဲ့အချုံးပေးပြီးတော့မြေကြီးကြတတ်တဲ့မိန်းမမျိုးမဟုတ်မြေကြီးကြလဲခဏပဲရှင်တို့ကအရန်ကိုမာကြောတယ်အရေးရှင်းရှိတယ်ပြတ်သားတဲ့မိန်းမတယောက်ဖြစ်တယ်ဒါကြောင့်မလို့ချစ်ဆက်ပြီးတော့ပို့ပြီးတော့တောက်ပါပြီးတော့စူးစမ်းပြလိုက်ပါပို့ပြီးတော့လှပအောင်နေပြလိုက်ပါဒါထက်သူနဲ့အတူတူနေခဲ့တုန်းကထက်ပို့ပြီးတော့အစာပေါင်းများစွာကိုကပို့ပြီးတော့တာလွန်တယ်အရေးရှင်းရှိတယ်ဆိုတဲ့မိန်းမတယောက်ဖြစ်သိအောင်လုပ်ပြလိုက်ပါလို့ပဲပြောရင်းနဲ့နောက်ဗီဒီယိုလေးကြမှာပြန်ဆုံမယ်နော်ဘိုင်ဘိုင်